毕业爸妈努力表白吧的，我们来陪陪帮先。 ဟုတ်ကဲ့ပါဗျာဒီကျွန်တော်ဆိုင်ကထုတ်လုပ်တဲ့မောင်းအစ်စ်လေးပေါ့နော်အဲ့နဲ့ပတ်သက်တဲ့အကြောင်းလေးအောက်မှာလာပြီးတော့ comment လာပေးထားတာပေါ့နော်ကျွန်တော်ဒီအကြောင်းလေးမပြောပြခင်မှာကျွန်တော်ဈေးနှုန်းလေးကျွန်တော်ဒီနောက်ဆုံး clip ဗီဒီယိုရဲ့နောက်ပိုင်းမှာလည်းကျွန်တော်ဖြည့်ပေးထားမယ်ဗျဗီဒီယိုလေးတော့ဆောင်းနားထောင်ပေးပေါ့နော်ဒီမောင်းရဲ့အားသာချက်လေးတွေကျွန်တော်ပြောပြပေးမယ်ဗျဒီမောင်းရဲ့အားသာချက်ကျွန်တော်ဒီအခုကဒီမောင်းကဒီတန်နဲ့လှုပ်ထားပေးတယ်ဗျဒီတန်နဲ့လှုပ်ထားတယ်ပြီးတော့သူကမောင်းတွေကွဲတာအပ်တာဆိုလုံးဝဒီပြဿနာကိုဖြေရှင်းပေးတယ်ဗျဒီမှာတစ်ချက်ကြည့်လိုက်မိတ်ဆွေတို့ခါတိုင်းသွားတုံးနေတဲ့မောင်းရင်ဆိုရင်တုံးတာတစ်နှစ်မရှိသေးဘူးအချို့ဆို၄-၅လအချို့ဆိုတစ်နှစ်နဲ့မောင်းရင်ဆိုခဏပြက်တယ်ဗျဒါမျိုးဆိုကြည့်လိုက်ဒီကြီးမောင်းရင်ဆိုခဏပြက်တော့ဒီမောင်းကြကျွန်တော်လုံးဝအာမခံပေးဗျအနည်းဆုံး9နှစ်သုံးလို့ရတယ်ဗျလုံးဝသူကတန်ဖြစ်တဲ့အတွက်သူကကွဲတာအပ်တာတွေမရှိဘူးအကယ်၍သူကကွဲတာအပ်တာရှိခဲ့ရင်လည်းကျွန်တော်ကပြန်ခဟီဝရင်ဆော်ပြီးလို့ရတယ်ဗျဒီမောင်းတွေကနော်တော်တော်လေးကောင်းတယ်ဗျကျွန်တော်တို့တေချာလေးထောက်လုပ်ထားပေးတယ်ကျွန်တော်ဒီဆိုင်ကနေပေါ့နော်ပြီးတော့ကျွန်တော်လည်းတေချာလက်တွေ့သုံးထားတယ်ဗျဒီမောင်းကိုကျွန်တော်ဆန်းသုံးကြည့်တယ်9နှစ်ရှိတယ်9နှစ်လောက်ရှိပြီ9နှစ်လောက်ရှိပြီဆန်းသုံးတာလုံးဝပျက်စီးတာမရှိဒီမောင်းစင်လောက်ပဲဒီအနှဲငယ်ပျက်စီးတာရှိမယ်သူကတစ်ဖြစ်တဲ့အတွက်နော်တစ်ခါတလေသူကနင်းမိတာတို့ပါဖြစ်ခိုင်းမိတာတို့အဲ့တော့ရှိတယ်ပေါ့နော်ဒီမောင်းတော့လုံးဝအာမခံပေးတယ်ဗျသူကလုံးဝ9နှစ်အထက်တော့အတားလေးသုံးလို့ရတယ်ဗျဒါတစ်ချက်တော့အတန်နားထောင်ကြည့်ပေါ့နော်ကျွန်တော်ဆိုင်ကနေအတန်3တန်လောက်ထားပေးတယ်ဗျဒီကောင်အကြီးဒီကောင်အလက်ဒီကောင်အသေးဆိုင်ပေါ့နော်အတန်လေးတစ်ချက်လောက်နားဆင်ပေးပါဒီကောင်အကြီးဆိုင်ဒီကောင်ကအလက်ဒီကောင်ကအသေးဟုတ်ကဲ့ဒီမောင်းဆေးလေးမပြောခင်မှာဒီကျွန်တော်ဒီအာမခံချက်လေးတည်းရှိတယ်ဗျဒီမောင်းကအာမခံမောင်းတစ်ခုဘာပဲဖြစ်ဒီတစ်နှစ်အတွင်းမှာပြက်စီးခဲ့ရင်ကျွန်တော်အစ်စ်ပြန်လုပ်ပေးတယ်ဗျအာမခံတစ်နှစ်ပေးတယ်ဗျဒီမောင်းပေါ့နော်ဒီမောင်းစင်ကြတော့ဒီ3လအတွင်းတစ်ခုဖြစ်ရင်တော့ကျွန်တော်အလကား free လုပ်ပေးတယ်ဗျပြန်ပြင်ပေးတယ်ဗျအခုကသူ့ရဲ့တန်ဖိုးလေးကျွန်တော်ပြောပေးမယ်နော်ဒီမောင်းအကြီးဆိုင်ကဒီကောင်ကိုရောင်းစေးက18သိန်း9000ကိုအခုလက်ရှိကျွန်တော်16သိန်း6000နဲ့ထားပေးမယ်ဗျဒါလေးဒီအလတ်ဆိုင်လေးကရောင်းစေးက16သိန်း9000ကိုအခုလက်ရှိရောင်းတဲ့ဈေးက15သိန်း6000ကျမယ်ဗျဒီအသေးဆိုင်ကြအတန်အသေးပေါ့နော်ဒီအသေးဆိုင်ကြ16သိန်း6000ကိုကျွန်တော်15သိန်းနဲ့9000ပဲထားပေးမယ်ဗျဒါဆိုင်မှာ